အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့ဒီဇင်ဘာလ15ရက်နေ့ထူးခြားတဲ့သတင်းချို့ကိုကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့လာမယ့်28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းကျင်းပမှာဖြစ်ပါတယ်ဒါကြောင့်နေရက်မှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့နိုင်ငံသားတွေမဲပေးကြပါဒါကကျွန်တော်နိုင်ငံအတွက်အရေးကြီးတဲ့အချိန်လေးဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်အတွက်အရေးကြီးတဲ့အချိန်လေးကျွန်တော်တို့နိုင်ငံသားတွေအတွက်အရေးကြီးတဲ့အချိန်လေးအရေးကြီးတဲ့အချိန်ကဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့မဲတပြားနဲ့တိုင်းပြည်တိဆောက်ပေးကြပါလို့မြစ်တာရက်ခံကြပါတယ်။လာတူပါပဲကျွန်တော်ဒါနဲ့ဒီသတင်းနဲ့မသက်ဆိုင်တဲ့သတင်းကိစ္စတခုထပ်ပြီးတင်ပြပေးချင်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတက်မတော်ကမြောက်ဦးမြို့မှာရှိတဲ့တနည်းအားဖြင့်မြောက်ဦးစေးုံမှာအခြေချတဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ A နဲ့အပေါင်းပါတွေကိုတက်မတော်ကဘုံကျဲရှင်းလင်းလိုက်ပါတယ်။အဲ့ဒီစေးုံထဲမှာအကြမ်းဖက်အုပ်စုတွေကသူတို့ကလက်နက်ခဲယမ်းတွေတူလောင်ထားတယ်ပြီးရင်ရိတ်ခါတွေတူလောင်ထားတယ်စစ်တပ်နဲ့ပေးတယ်ဒီနေရာမှာသူတို့ဌာနချုပ်ဖွင့်တယ်ဒါကြောင့်တက်မတော်ကဒီနေရာတွေကိုဘုံကျလိုက်တဲ့အခါမှာအကြမ်းဖက်အုပ်စုတွေရဲ့ဒါလက်နက်ခဲယမ်းကိုတောင်တွေထိမှန်တယ်ပြီးရင်ကျွန်တော်တို့73စီကိုတောင်တွေထိမှန်တယ်ထိမှန်ပြီးတော့ကျွန်တော်ထက်ဆင့်ပေါက်ကွဲပြီးတော့အဲ့မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေများစွာသိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်ပမှာရှိတဲ့သတင်းဌာနတွေပြီးရင်ကျွန်တော်အခြားသောသတင်းဌာနတွေကဒါနဲ့ပတ်သက်ပြီးတော့သူတို့ပုံစံမျိုးစုံနဲ့ရေးသားနေတာတွေ့ရပါတယ်ကျွန်တော်တို့ရှေ့ကိုကျွန်တော်ပြန်ကြည့်ကြပါစို့ဗျာကျွန်တော်ရှေ့ကိုနည်းနည်းလေးပြန်သွားကြည့်လိုက်မယ်အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့လာရှိုးမှာရှိတဲ့ယာမခလာရှိုးမျိုးတိုက်ခံရတယ်လာရှိုးမျိုးပတ်ပေါင်းဆိုတာတိုက်ခံရတယ်အဲ့ဒီအချိန်တော့ဒီတက်ရဲ့အေဂျီယာထဲမှာတက်မော်သားမိသားစုဝင်တွေများစွာရှိတယ်ခလင်းငယ်တွေများစွာရှိတယ်အသက်ကြီးရွယ်တွေများစွာရှိတယ်ခင်ဗျားတို့လည်းသိတာပဲအဲ့ဒီမှာခင်ဗျားတို့နောက်ဆုံးထွက်ပေါ်လာတဲ့ပုံတွေခင်ဗျားတို့မျက်လုံးနဲ့နည်းနည်းလေးခင်ဗျားတို့စဉ်းစားကြည့်လိုက်နည်းနည်းလေးပြခေါင်းအုံတော့နဲ့နည်းနည်းစဉ်းစားကြည့်လိုက်လာရှိုးမျိုးစေးုံတွေတိုက်ခတ်ခံရတယ်တက်မလို့စစ်စေးုံတွေတိုက်ခတ်ခံရတော့အဲ့စစ်စေးုံတွေမှာကျွန်တော်ဒဏ်ရာရတဲ့သူတွေဗျာရှိတယ်ကျမ်းမာရေးဝန်ထမ်းတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒီစေးုံတွေမှာတိုက်ပွဲကြောင့်ဒီစေးုံတွေမှာလာရောက်စစ်ရှောင်နေရတဲ့တက်မတော်မိသားစုဝင်တွေရှိတယ်ခလေးငယ်တွေရှိတယ်အဲ့ဒီအချိန်တော့ကအကြမ်းမဲ့အုပ်စုတွေကဒီစေးုံကိုလက်နက်ကြီးနဲ့တောက်လျှောက်ပစ်ခတ်တဲ့အချိန်မှာဒီစေးုံမှာခလေးငယ်တွေရှိတယ်အသက်ကြီးရွယ်တွေရှိတယ်စေးနဲ့မသက်ဆိုင်တဲ့သူတွေရှိတယ်လို့ဘယ်သူတွေကရေးခဲ့ဘူးလဲကတက်မော်သားမိသားစုဝင်တွေတရားမျှတဖို့ဘယ်သူတွေကအကာအကွယ်ပေးခဲ့လဲဘယ်မီဒီယာတွေကအကာအကွယ်ပေးခဲ့ဘူးတလဲတက်မော်သားမိသားစုဝင်တွေလက်ရှိကျော်2021နောက်ပိုင်းမှာအနေနဲ့ရက်မှာတက်မော်သားမိသားစုဝင်တွေရှိတယ်ကိုကြိုက်တဲ့ရန်ကိုရွေးတာပဲဗျာဥပမာကျွန်တော်ဒီလမ်းကြိုက်တယ်ကျွန်တော်ရွေးတယ်ဗျာအဲ့လိုပဲဒီတက်မော်သားမိသားစုဝင်တွေများစွာရှိတယ်ဒါကသူကစစ်ကောင်စီနဲ့ပတ်သက်လို့ဆိုပြီးတော့ခင်ဗျာတတ်လိုက်ကြတယ်သေသွားခဲ့တဲ့တက်မော်သားမိသားစုဝင်အဝင်တွေအများကြီးပဲဗျာအဖေမိတွေအများကြီးပဲစစ်သားတယောက်ဖြစ်လို့နောက်ကနေတော့သေပေးလိုက်ရတဲ့စစ်သားကိုမွေးဖို့စစ်သားမိသားစုဝင်တွေအများကြီးပဲသေပေးလိုက်ရတယ်ဒါတွေမကသေးဘူးသူတို့နေမီးရှို့ဖျက်ဆီးခံရတယ်သူတို့ပိုင်ဆိုင်မှုတွေကိုလူယူသွားတယ်ဖျက်ဆီးသွားတယ်တက်မော်သားမိသားစုဝင်တွေရဲတပ်ဖွဲ့ဝင်တွေမိသားစုဝင်တွေယနေ့ဒီအဲ့ဒီလူတွေအိမ်မပြန်နိုင်သေးဘူးအများအခုလိုက်ကြည့်လိုက်စကိုင်းမကွေးဒေသဒါအချို့တော့ဒေသတွေမှာရှိတယ်ဗျအဲ့ဒီလူတွေရဲ့တရားမျှတမှုနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဘယ်မီဒီယာရဲ့ရေးပေးလဲဗျငါဒါကခင်ဗျားဒါကစစ်ဖက်နဲ့မဆိုင်ပါဘူးဒါကလူခွေးနဲ့အမသက်ဆိုင်ပါဘယ်သူကအော်ပေးခဲ့လဲဒါဟောခင်ဗျားတို့ဒီမိသားစုဒလန်တို့ရဲအဆက်တက်ဖြတ်တာခင်ဗျားတို့လက်ကုပ်တီးပေးခဲ့ကြတာပဲခင်ဗျားတို့အကြမ်းဖက်အုပ်စုတွေဒီတက်မော်သားမိသားစုဝင်တွေရဲတပ်ဖွဲ့မိသားစုဝင်တွေနိုင်ငံဝန်ထမ်းတွေမိသားစုဝင်တွေတက်ဖြတ်ခံရတယ်ဘသူကဒါကမတရားပါဘူးဒါကစေးနဲ့မသက်ဆိုင်ပါဘူးဒါကလူခွေနဲ့မဆိုင်လူခွေနဲ့အကာအကွယ်ပေးတဲ့ဘသူတွေများခင်ဗျာဘဲမီဒီယာတွေကရေးခဲ့လေအကုန်လုံးနှုတ်ပိတ်နေတာဘာသာမှမထွက်ကြအောင်အကုန်လုံးနေရစွန့်ခွာတယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်ထားခဲ့ရတယ်တက်မော်သားမိသားစုဝင်တွေရဲတပ်ဖွဲ့ဝင်တွေမိသားစုဝင်တွေအဲ့မှာနိုင်ငံဝန်ထမ်းတွေမိသားစုဝင်တွေဒီနေ့မှာခင်ဗျားတို့ပြောမှာပဲသူကကောင်းတယ်မကောင်းဒါခင်ဗျားတို့လူဖွဲ့စီမှာတော့ကောင်းတာဆိုတာရှိတယ်ဒါကိုစနစ်ကပဲထိရတာပဲခင်ဗျာမိသားစုတစ်ခုတည်းမှာတော့ပါဗျာခင်ဗျားကလည်းမိဘဒုက္ခပဲသားသမီးပါတာပဲဗျပါတာပဲခင်ဗျားတို့ကဒါမကောင်းတဲ့သူတွေတူလို့ကောင်းတဲ့သူတွေအများကြီးပဲခင်ဗျာတိုင်းပြည်တို့ကခင်ဗျာအသက်တွေပေးဆက်သွားတပုံကြီးဗျလူဖွဲ့စီမှာတော့မရှိမို့ရှိတယ်ဒါကျွန်တော်လက်ခံတယ်သို့တော်လည်းပဲကျွန်တော်တို့ဒီရမခကြီးတိုက်ခိုက်ခံစဉ်ကာလကအဲ့မှာခင်ဗျာနောက်ဆုံးစကန်းကြကန်ဒီမှာမအေကသားသမီးကိုပွေ့ပြီးသားကောမအေရောသေသွားတဲ့ဓာတ်ပုံတွေကျွန်တော်မျက်လုံးနဲ့မထွက်ဘူးအဲ့ဒီအတွက်ဘယ်သူတွေများအကာအကွယ်ပေးခဲ့လဲဘယ်မီဒီယာတွေရှိခဲ့တယ်လဲ
ဒါကျွန်တော်ကနှစ်ခုချိန်စားပြီးကျွန်တော်မကျင်တဲ့လို့ပြောတာမဟုတ်ဘူးတကယ်ဖြစ်ခဲ့တဲ့ဟာကိုပြောတာဗျတကယ်ဖြစ်ခဲ့တယ်တချို့သောတက်မှုသွားမိသားစုဝင်တွေအများကြီးသေခဲ့တယ်ဗျခလင်းငယ်တွေအစားသေခဲ့တာဒါရှိတရားပဲဗျနောက်တဲ့ခင်ဗျရခိုင်ပြည်နယ်မှာဖြစ်ခဲ့တယ်တက်မလို့စစ်သည်မောတွေတိုက်ခတ်ခံခဲ့ရတယ်နောက်ဆုံးကလေးတွေပါခင်ဗျသူတို့လှုပ်လိုက်တာပဲအများကြီးပဲလေအများကြီးပဲအဲ့မှာခင်ဗျမိသားစုလိုက်ခင်ဗျအသက်ခံတာအများကြီးပဲအလားတူပါပဲလက်ရှိခင်ဗျရခိုင်ပြည်နယ်မှာတက်မလို့စကန်တွေဆုံးရှုံးနေကြလားမှာတက်မလို့မိသားစုဝင်တွေခလင်းငယ်တော့ယနေ့ထိရခိုင်လက်နက်ကိုင်ဖွဲ့အေးကဖမ်းဆီးထားဆဲပဲဗျဖမ်းကြခင်ဗျယောက်ျားတွေဖမ်းလေဗျာကျွန်တော်ယောက်ျားတွေရှင်းရတဲ့ကိစ္စမဆိုင်ဒီခလင်းငယ်တွေပါခင်ဗျကလည်းဖမ်းလာတာဒါကိုရောခင်ဗျတို့ဘသူဘဲကားများခင်ဗျတို့អော်ခဲ့လေဘသူတွေကអော်ခဲ့လေဘသူတွေကအကာအကွယ်ပေးခဲ့တယ်လေခင်ဗျတို့ကလွတ်လပ်ပါတယ်ဆိုတော့မီဒီယာတွေလွတ်လပ်ပါတော့ဆိုတော့နိုင်ငံတကာအဖွဲ့တွေစသဖြင့်ပေါ့ဗျာလဝါဖြတ်တောင်းတဲ့အဖွဲ့အစည်းတွေဘယ်အဖွဲ့ရမြန်ဒါကိုကန့်ကွက်တာရှိဘူးလေဗျရှိဘူးတလေအဲ့တော့ဗျာကျွန်တော်မြောက်ဦးကိုရှင်းတယ်ဗျာတက်မလို့ရှင်းတယ်စီရင်နဲ့သက်ဆိုင်လို့ရှင်းတယ်ဒါအရှိတရားပဲထက်ရှင်းအောင်ပါပဲဗျထက်ရှင်းအောင်ပါပဲခင်ဗျားတို့စဉ်းစားကြည့်လိုက်ဗျာအခုကခင်ဗျားတို့ကဲရန်ကုန်မှာရခိုင်လက်နက်ကိုင်ဖွဲ့အေးနဲ့ပတ်သက်တဲ့သူတွေတက်မလို့ကမိတယ်မူးယစ်စေဝါတွေနဲ့မူးယစ်စေဝါတွေကုန်တယ်လို့မိတယ်ကုန်ခုလို့မိတယ်တက်မလို့ဖမ်းတာကအဲ့ဒီသက်ဆိုင်တဲ့သူပဲဖမ်းတာသူ့မိသားစုဖမ်းတာမဟုတ်ဘူးဗျခင်ဗျားကြည့်လိုက်အခုလက်ရှိခင်ဗျားပြေဦးလွင်မှာခင်ဗျာမြိုင်ဘက်ကနေပြီးတော့စစ်ရှောင်ပြီးတော့အဲ့ဒီမှာခင်ဗျာအမပွဲသားလုံနေကောင်တဘုံကြီးမန္တလေးမှာမြေပွဲသားလုံနေတဘုံကြီးဟိုဘက်ကစင်ကူမတရားတပိတ်ချင်းဟိုဘက်ကနေပြီးတော့အန်ယူဂျီထောက်ခံတဲ့အုပ်စုတွေအများကြီးပဲပုံစံမျိုးစုံနဲ့ရှင်းတယ်နေကြတာခင်ဗျာမြေလန်အကုန်မိတာပေါ့မြေလန်လို့ရတယ်ရန်ကုန်မှာလည်းရှိတယ်အဲ့ဒီဖွဲ့တွေမြေလန်လို့ရတယ်ရှိတယ်ထားပါတော့ဗျာနော်ဒါကျွန်တော်တို့ရှိရမြင်အောင်တက်မတော်ကတော့ကျွန်တော်မြောက်ဦးကိုဘုံကျဲလိုက်တာကကျွန်တော်တို့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်တာတချို့ကမေးတယ်ခင်ဗျားတို့ဒီကိစ္စကျတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာရှင်းလေးပဲလေလှုပ်ထိုက်တဲ့အရာကိုလှုပ်တာတက်မတော်ဘုံကျဲလိုက်တာကရက်ွက်တဲ့ကိုသွားကျဲတာမဟုတ်ဘူးစခန်းချတဲ့နေရာကိုကျဲတာဒီညမှာနိုင်ငံတော်ရဲ့အချုပ်ချာအာဏာမရှိဘူးနိုင်ငံဝန်ထမ်းတွေမရှိဘူးနိုင်ငံတော်ရဲ့ရန်တရားတွေမရှိဘူးကျဲတယ်ထက်ဆင့်ပေါက်ကွဲတယ်သွားတယ်ဒါပဲဗျခုနကကျွန်တော်တို့ခင်ဗျဒီအရေးကြတော့ခင်ဗျဒီဆေးုံလေးဗျတေးသေးလေးဘယ်လောက်မှခင်ဗျဟိုဖြစ်တာမဟုတ်ဘူးဗျာခင်ဗျအသေးတဲ့လူတွေလက်သွားလူလိုက်ကြည့်လိုက်ခင်ဗျကလည်းအမအေးဘတ်တွေနဲ့အေးဖွဲ့တွေပဲလေအေးနဲ့သက်ဆိုင်တဲ့လူတွေပဲခင်ဗျဒီလိုနေရာဘယ်သူကလာရဲမလဲခင်ဗျအဝေးမကြည့်နဲ့ခင်ဗျရိုးလေးပဲစဉ်းစားကြည့်ခင်ဗျတို့ကားတွေမောင်းနေကြတာ MMD ကလာရှိုးကိုထိန်းချုပ်ခြင်းကာလာကလာရှိုးဆေးုံတွေကိုခင်ဗျတို့အပြင်လူဝင်လို့ရလားTNL အဖွဲ့တွေနောင်ချိုမျိုးကိုထိန်းချုပ်ခြင်းကာလကဒီအဖွဲ့တွေရှိတဲ့ခင်ဗျ yes ကန်နဲ့ဝင်လို့ရလားဆေးုံနဲ့ဝင်လို့ရလားဘယ်သူတွေဝင်လို့ရလဲသူတို့နဲ့သက်ဆိုင်တဲ့သူတွေပဲဝင်လို့ရတာပဲမိုးကုတ်ကို TNL အဖွဲ့ထိန်းချုပ်ခြင်းကာလကမိုးကုတ်ကောက်ကွင်းတွေကိုခင်ဗျတို့ဝင်လို့ရခဲ့သလားသူတို့နဲ့ဝါရဲ့စီဝိုင်းလုပ်ငန်းတွေအုပ်စုတွေပဲဝင်ခွင့်ရတာလေဗျာဒါပဲဒီလိုပဲမြောက်ဦးမှာရှိတဲ့နေရာကိုဆေးုံတက်ကဘုံကျဲတယ်ဆိုတာလေဒီအကြက်ဘက်ရှိတဲ့နေရာဘုံကျဲတာဗျာရှင်းလေးပဲထက်ကျဲအောင်မှာရှိသေးတယ်နော်ကျွန်တော်တို့ဒီချင်းတွင်းမြစ်ထဲမှာခင်ဗျားကရွှေဖောင်းတဲ့တော်ကြီးပဲနောက်ပြီးဒီရွှေဖောင်းလုပ်ငန်းကိုအထောက်အကူပြုတဲ့ဆက်ပစ္စည်းတွေတည်နေသေးပဲဒါတွေရေးယူဖို့လိုတယ်နောက်ထပ်သင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့နောက်ကျောကိုဓာတ်နဲ့ထိုးနေတဲ့အိန္ဒိယအစိုးရပါအဲ့တော့အိန္ဒိယအစိုးရရဲ့အကြီးအကဲငြိမ်လေးနဲ့လှည့်စားတာငြိမ်ပြီးတော့ပြည်လို့စားတာပေါ့အိန္ဒိယအစိုးရမူပါတာအခုအိန္ဒိယအစိုးရက KI နဲ့ပေါင်းပြီးတော့ချီပွေမှာရှိတဲ့မြေရှားတပ်ထုတွေထုတ်နေပြီပေါ့ဗျာထုတ်နေပြီပေါ့စလုံနေပြီပေါ့လုပ်ဖို့လည်းသူဆက်သွယ်လမ်းတွေဖွင့်နေလုံနေကြပြီဒါနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်လည်းဒီအပိုင်းမှာနိုင်ငံခြားရေးဝန်ကြီးဌာနကိုကျွန်တော်မေးခွန်းမေးမြန်းဖို့ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနနေပြီးတော့ဒီမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကိုဒါနဲ့ပတ်သက်ပြီးတော့ဘလို့သဘောထားရှိတယ်လဲဆိုတာကျွန်တော်ထပ်ပြီးမေးမြန်းသွားဖို့ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတင်းဌာနအချို့ကလည်းဒါနဲ့ပတ်သက်ပြီးတော့တိကျရေးသားတာတွေ့ရတယ်သတင်းအခြေအနေကိုတင်ပြပါမယ်အိန္ဒိယဆိုတာက KI နဲ့ချိတ်ဆက်ပြီးတော့ကချင်ပြည်နယ်ချီဝေမြို့နယ်မှာရှိတဲ့တပ်ထုမြေရှားတပ်ထုတွေကိုဒါဝယ်ယူတယ်အိန္ဒိယအစိုးရကနေပြီးတော့ချီဝေမှာထွက်တဲ့မြေရှားတပ်ထုတွေကိုဝယ်ပြီးတော့ဒီအိန္ဒိယအစိုးရကနေပြီးတော့ KI လိုအပ်တဲ့လက်နက်ခဲယမ်းတွေရိတ်ခါတွေစေဝါတွေပြန်ထောက်ပံ့တယ်နီးပညာတွေပြန်ထောက်ပံ့တယ်လို့ဖော်ပြထားတယ်ဂျိုလူတပ်ပုံတွေမှာဆိုရင်ဗီ
region နာဂမျိုးကနေပြီးတော့ကျွန်တော်တို့ဒီချီဝေမျိုးဖြတ်ပြီးတော့လမ်းဖောက်ထားတယ်ပေါ့လမ်းဖောက်ထားတယ်လမ်းကိုရက်က365ကီလိုမီတာအရှည်ရှိတယ်လို့ဖော်ပြထားတယ်အဲ့တော့သူ့ရဲ့လမ်းကြောင်းကကျွန်တော်ချီဝေကနေပြီးတော့ပူတာကိုဖြတ်မယ်ပူတာဝကနေတစ်ဆင့်ဒီအိန္ဒိယနယ်စပ်ထဲဝင်တဲ့လမ်းကြောင်းပေါ့ဝင်တဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းဖောက်ထားပါတယ်တဲ့သူကတကယ်တော့ချီဝေကကျွန်တော်တို့ဒီတရုတ်မြန်မာနယ်စပ်မှာတည်ရှိတယ်နယ်စပ်မှာတည်ရှိတယ်အမြေရှားတော့ကျွန်တော်တို့တရုတ်ဆိုကလည်းယူတယ်လက်ရှိအိန္ဒိယဆိုကလည်းဒါကိုလိုချင်တော့ KI နဲ့ချိတ်တယ်ချိတ်ပြီးတော့ကျွန်တော်တို့ပူတာဧရိယာကိုဖြတ်တယ်ဖြတ်ပြီးတော့အိန္ဒိယနိုင်ငံတော်ဖြတ်တန်းတက်ဆောင်ပါတယ်ဒီလိုင်းရဲ့ကွန်ရက်က365ကီလိုမီတာရှိပါတယ်တဲ့ကီလိုမီတာရှိတယ်ဒါကျွန်တော်တို့ပစ္စည်းတွေဗျကျွန်တော်တို့ပိုင်နေကျွန်တော်တို့ပစ္စည်းဗျကျွန်တော်ပိုင်နေကျွန်တော်ပစ္စည်းဘယ်လောက်နှစ်မျိုးပို့ကောင်းလဲဗျဒါတွေကကျွန်တော်တိုင်းပြည်ဒီဆောင်မှာသုံးရမယ့်ကိစ္စတွေလက်ရှိအိန္ဒိယဆိုက KI နဲ့ပေါင်းပြီးတော့မြေရှားသတ္တုတွေကိုသူကဝယ်တယ် KI လိုချင်တဲ့လက်နက်ခဲယမ်းတွေရိတ်ခါတွေစေးဝါးတယ်သူကပြန်ပြီးတော့ပံ့ပိုးတယ်လို့ဖော်ပြထားတယ်နိုင်ငံသားသတင်းမှာဖော်ပြထားတယ်နောက်ထပ်လမ်းကြောင်းတစ်ကြောင်းရှိပါတယ်ဒါကတော့လိုင်ဇာမြို့တရုတ်မြန်မာနယ်စပ်လိုင်ဇာမြို့ကနေပြီးတော့ဒီ KI ဌာနချုပ်ကနေပြီးတော့စကိုင်းနယ်ကိုဖြတ်မယ်ချင်းပြည်နယ်ကိုဖြတ်မယ်ချင်းပြည်နယ်ကိုဝင်မယ်ဝင်ပြီးတော့အိန္ဒိယမြန်မာနယ်စပ် recorder မြို့ထိဒုတိယမြောက်လမ်းကိုဖောက်ဖို့လည်းစီစဉ်နေတယ်လက်ရှိဒီအိန္ဒိယအစိုးရကတော့ကျွန်တော်တို့နောက်ကျောဓာကြီးနဲ့ကိုထိုးနေပြီဓာကြီးနဲ့ထိုးနေပြီလမ်းကြောင်းတစ်ကြောင်းမှာတစ်ကြောင်းကကျွန်တော်တို့ချီဝေရနေပြီးတော့ပူတာကိုဖြတ်မယ်ပူတာအိုကနေပြီးတော့အိန္ဒိယနိုင်ငံတော့ဝင်မယ်လမ်းကြောင်းဒါကတော့ကျွန်တော်တို့ကီလိုမီတာ365ကီလိုမီတာရှည်တယ်လက်ရှိဒီလမ်းကြောင်းကို3ခုနေပြီလို့ဖော်ပြထားတယ်ဒုတိယလမ်းကြောင်းကလိုင်ဇာကနေပြီးတော့လမ်းကြောင်းတစ်ကြောင်းထွက်မယ်အဲ့ဒီကနေစကိုင်းတိုင်းနဲ့ဝင်မယ်စကိုင်းတိုင်းကနေပြီးတော့ကျွန်တော်ချင်းပြည်နယ်ဝင်မယ်ချင်းပြည်နယ်နေပြီးတော့ recorder ကိုဖြတ်ပြီးတော့ဆက်သွယ်လမ်းကြောင်းနောက်တစ်ကြောင်းဖောက်မယ်ဒီမှာကုန်ကြတဲ့ကုန်ကြစိတ်တွေကိုဒီလမ်းဖောက်လို့ကုန်ကြစိတ်တွေကို KIA အနေနဲ့နံပါတ်1မြေရှားသတ္တုပေးရမယ်နံပါတ်2ကကျွန်းသစ်တွေပေးရမယ်နံပါတ်3ဓာတ်သတ္တုတွေပေးရမယ်လို့သဘောတူညီထားတယ်လို့ဖော်ပြထားတယ်နောက်ထပ်သဘောတူညီချက်က KIA အနေနဲ့ဒါလှုပ်ဆောင်မယ့်ဟာတစ်ခုရှိပါတယ်အဲ့ဒါကနာဂဒေသပေါ့နာဂဒေသကအိန္ဒိယမြန်မာစကိုင်းနယ်အထက်ပိုင်းအိန္ဒိယမြန်မာနယ်စပ်မှာလှုပ်ရှားနေတယ်တနည်းအားဖြင့်ခင်ဗျားတို့နားလည်အောင်ပြောမယ်ဆိုရင်နာဂဒေသနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဲ့ဒီ area ထဲမှာနာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K ပေါ့ဗျာအဲ့တော့အဲ့ဒီအဖွဲ့ကိုနှိမ်နှင်းပေးဖို့အိန္ဒိယအစိုးရကပြောတာကလက်ရှိသူတို့နိုင်ငံကိုတိုက်ခိုက်နေတဲ့ခုနကနာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K ဒီအဖွဲ့ကိုတိုက်ပေးဖို့ချိန်မုံပေးဖို့ KIA ရသဘောတူတယ်အဲ့လိုတွေတော့ရှိတယ်အဲ့လိုတော့လက်ရှိရှိနေပြီနိုင်ငံတကာရဲ့ရှုမြင်ချက်မှာတော့ပြီးရင်ကျွန်တော်တို့လက်ရှိဒီပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ရှုမြင်ချက်ကတော့နိုင်ငံပါတီတွေရဲ့ရှုမြင်ချက်ကတော့ဒါကအိန္ဒိယအစိုးရကမြန်မာနိုင်ငံမှာစစ်မီးပိုကြီးလာဖို့ပရိပကပိုကြီးလာဖို့မီးထိုးပေးနေတယ်လို့ယူဆရပါတယ်အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်လက်ရှိကျွန်တော်တို့ KIA ကသူ့ရဲ့ကျွန်တော်တို့တန်တမန်နီလန်းကိုအိန္ဒိယအစိုးရကိုပြန်ချိကတ်လာတယ်အိန္ဒိယအစိုးရကရင်တခါကျွန်တော်တို့အမေရိကန်နဲ့ပြန်ချိကတ်တယ်ပေါ့ခင်ဗျားတို့ကြားမှတ်မိပါလိမ့်မယ်ပြီးခဲ့တဲ့ကာလကဒီအမေရိကန်အုပ်စုတွေကအမေရိကန် agency တွေကမြန်မာနိုင်ငံကမြေရှားသတ္တုလိုချင်တဲ့အတွက်မြေရှားသတ္တုတန့်စင်တဲ့စက်ရုံအိန္ဒိယမှာတိစောက်မယ်ဆိုတော့ကျွန်တော်တို့ကမ္ဘာသတင်းတွေမှာဖော်ပြတယ်အဲ့ဒီသတင်းထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာလက်ရှိထပ်ပြီးထွက်ပေါ်လာတာကကျွန်တော်တို့ချီဖူရနေပြီးတော့မြေရှားသတ္တုတွေတူးမယ်အိန္ဒိယမှာဒီမြေရှားသတ္တုကိုပြန်တန့်စင်မယ်ရရှိလာတဲ့မြေရှားသတ္တုတွေကိုအမေရိကန်ကိုတင်ပို့မယ်ဒီလိုမျိုးသွားနေပါတယ်အဲ့တော့ဗျာခင်ဗျာကျွန်တော်တို့ရဲ့အိန္ဒိယချင်းနိုင်ငံတွေခင်ဗျာကြည့်လိုက်ပါတရုတ်ဆိုလဲတရုတ်မလို့ဟိုဘက်ကထိုင်းဆိုလဲထိုင်းမလို့ဗျအိန္ဒိယဆိုလဲအိန္ဒိယမလို့တော်တော်လေးတော့ဆိုးတယ်ပေါ့နော်တော်တော်ဆိုးတယ်ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတိုင်ဝမ်ရဲ့သဘောထားဘယ်လိုရှိမလဲဆိုတော့ကျွန်တော်တို့အိန္ဒိယတိုင်ဝမ်တော့ကျွန်တော်စာပို့ပြီးမေးမြန်းသွားပါမယ်ဒါပေမဲ့ခက်တာဗျဒီလူတွေကမေးလည်းမဖြစ်ဘူးဗျကျွန်တော်တို့သတင်းဌာနတွေမေးလည်းမဖြစ်ဘူးမသိကြအောင်ပဲမေးတဲ့ရောက်လဲအဲ့ဒီစာပဲဒီတိုင်းပဲမသိကြအောင်ပဲဒီတိုင်းပဲနေတာပဲဒါကိုကြည့်ချင်းအဖြစ်ဒါနံပါတ်1ချက်ကကျွန်တော်ရှေ့ရတင်ပြသလိုပဲအိန္ဒိယအစိုးရကမြန်မာနိုင်ငံကမြေရှားသတ္တုတွေလိုချင်တဲ့အတွက်ကျွန်တော်ချီဝေပန်ချီဝေပြီးကျွန်တော်ပူတာကိုဖြတ်ပြီးတော့အိန္ဒိယနယ်စပ်ထဲကိုသူတို့ဝင်မယ်မြေရှားသတ္တုကုန်ကျန်းတွေဝင်မယ်ပြီးနောက်တဲ့လမ်းကြောင်းတစ်ခုက
လိုင်းစားကနေပြီးတော့ကျွန်တော်တို့စကိုင်းတိုင်းကိုဖြတ်မယ်စကိုင်းတိုင်းကိုဖြတ်ပြီးချင်းပြည်နယ်ကိုဝင်မယ်ချင်းပြည်နယ်ကိုဝင် recorder ကနေပြီးတော့ကျွန်တော်ဆက်သွယ်ရေးလမ်းကြောင်းလုပ်မယ်ကျွန်တော်နိုင်ငံရဲ့အခြေအနေကတော်တော်လေးရှုပ်ရှက်ခတ်နေတယ်ဗျ။ရရှိနေတာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ကျွန်တော်တို့ဂျားကန်စစ်ပွဲတွေဆင်နွှဲလာဖို့အနေအထားတွေဖြစ်နေပြီ။ဒါလက်ရှိအနေအထားဒီလိုဖြစ်နေတယ်ဗျ။တစ်ဖက်မှာလည်းကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တကြောကိုပြန်ကြည့်ကြပါစို့။ပြီးခဲ့ရက်ကဒီအမေရိကန်အုပ်စုတွေကလည်းအမှတခါလဲထုတ်ပေါ်ပြောလာတယ်။ဒါတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online လောင်းစားနဲ့ပတ်သက်ပြီးတော့သူတို့ဒီတိုက်ဖြတ်ဖို့အတွက်သူတို့ agency တွေဖွဲ့စည်းထားကြောင်းသူတို့လုပ်လာတယ်အဲ့တော့မြန်မာနိုင်ငံရဲ့နေဆက်ဒေသတွေမှာတော့ကျွန်တော်ဒီလိုမျိုးတွေဖြစ်လာပြီပြီးရင်ကျွန်တော်တရုတ်မြန်မာနယ်ဆက်အရှေ့မြောက်ဒေသဆိုပါစို့အဲ့ဒီမှာဆိုရင်လည်းပဲလက်ရှိကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေရဲ့ထိချုပ်မှုကလာရှိုး area တွေရှိတယ်လာရှိုးဆိုတဲ့နေရာမှာကျွန်တော်တို့တမတော်ထိချုပ်တာကလာရှိုးကမြို့ပေါ်ပဲရှိပါတယ်ကျန်တဲ့ area အများစုက MMD ထိချုပ်ထားတာပါဒါလည်းအရှိတရားပဲအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်ရှိအခြေအနေကဒီလိုတွေရှိနေဗျဒီအင်အားကြီးနိုင်ငံတွေရဲ့ကစားတာကိုခံနေတယ်ပြီးရင်ကျွန်တော်တို့ရဲ့တယံဇာတာတွေခိုးထုတ်တာကိုကျွန်တော်ခံနေရတယ်ဒါတွေကကျွန်တော်တိုင်းပြည်တည်ဆောက်ရေးမှာသုံးရမယ့်ဟာတွေရှင်းပြောရကျွန်တော်နိုင်ငံမှာရှိနေတဲ့တယံဇာတာတွေနဲ့ကျွန်တော်တို့အလုံးမလို့ပဲချမ်းသာအောင်နေလို့ရတယ်ဗျာခင်ဗျားတို့ရှိနေရချမ်းသာအောင်နေလို့ရတယ်ဒီလိုမျိုးချမ်းသာဖို့ဆိုတော့ကျွန်တော်တို့ပြည်သူတွေကတခုလို့ဖို့တော့လိုတယ်ဗျအဲ့ဒါကျွန်တော်တို့မှာမဲပေးဖို့လိုတယ်လာမယ့်28ရက်နေ့မှာကျွန်တော်တို့မဲပေးကြပါအလားတူပါပဲကျွန်တော်တို့ဒီဇင်ဘာပြီးရင်ကျွန်တော်တို့ဇန်နဝါရီလထဲမှာလည်း2ကြိမ်လုပ်မယ်ရွေးကောက်ပွဲ3ကြိမ်လုပ်မယ်ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေမဲပေးကြပါမဲမပေးတဲ့အပတ်ချန်ထားလိုက်ဗျာကျွန်တော်ရှိတဲ့အင်အားတိုင်းပြည်တီးဆောင်မယ်ခင်ဗျားတို့အခုကျွန်တော်ရှိရပြောယူပါကြီးကျွန်တော်နိုင်ငံတိုင်းပြည်ရဲ့တည်ရန်စားတာတွေအဲ့ဒီအဖွဲ့တွေခိုးထုတ်နေတယ်လူဘာဝနေတယ်လူဘာကိုနည်းနည်းဝမရဲဆက်ဆက်ကိုဝတာဗျကျွန်တော်တို့အိမ်ထဲပစ္စည်းတွေခိုးထုတ်နေတာခင်ဗျားတို့ထင်ပါဘောကိုယ်အိမ်ထဲပစ္စည်းခိုးထုတ်တာမလို့ငါပစ္စည်းမို့လို့ထင်လိမ့်မယ်ဒါကျွန်တော်တို့ပစ္စည်းတွေလေကျွန်တော်ပစ္စည်းတွေဗျကျွန်တော်ပစ္စည်းခိုးယူခြင်းခံနေရတာလက်ရှိခိုးယူခြင်းခံနေရပြီအိန္ဒိယဆိုတော့ထပ်ခိုးနေပြီဒီလိုမျိုးကျွန်တော်တို့ပစ္စည်းအခိုးယူမခံဖို့ကျွန်တော်တို့အားနဲ့ကာကွယ်ဖို့လိုတယ်တစ်ဖက်မှာလည်းကျွန်တော်တက်မတော်ကကာကွယ်ကဏ္ဍနဲ့ကာကွယ်စွမ်းမနဲ့ကာကွယ်နေသလိုကျွန်တော်တို့ဘက်ကလည်းရွေးကောက်ပွဲစွမ်းမကနဲ့ကျွန်တော်တို့ကာကွယ်ရမှာပဲဒါကြောင့်ကျွန်တော်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့မိတ်ဆွေတွေတိုင်းပြည်ချစ်တယ်ဗျာငါတို့တိုင်းပြည်ချစ်တယ်ခင်ဗျားတို့အစိုးရကိုချစ်တာမချစ်တာခဏထားငါတို့တိုင်းပြည်ချစ်တဲ့စိတ်ရှိတယ်ဆိုရင်ရွေးကောက်ပွဲမှာမဲပေးကြခင်ဗျားကြိုက်တဲ့ပါတီကိုမဲပေးလို့ရတယ်ဗျာမဲတော့ပေးကြပါဒါမှသာလေကျွန်တော်တို့ရဲ့တယံဇာတာတွေကျွန်တော်တို့ရဲ့ပစ္စည်းတွေကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်တယ်လက်ရှိလည်းခင်ဗျာထိုင်းမှာနယ်စပ်မောတောင်မှာလည်းကျွန်တော်ဒီတန်ဖိုးရှိတဲ့တတ်ထုတိုက်တွေရှိတယ်လက်ရှိအမှတက်မတော်စစ်စင်ဆင်းနေတယ်ပြန်တော့မထိန်ချုံနိုင်သေးဘူးအဲ့မှာလည်းတတ်ထုတိုက်တွေအများကြီးပဲအဲ့မှာကျွန်တော်ထိုင်းရလည်းသူ့ရဲ့ဘတ်ချမ်းမှာခင်ဗျာအဲ့မှာစက်ရုံတွေတည်နေပြီခိုးထုတ်ဖို့အတွက်တတ်ထုတန့်စင်တဲ့စက်ရုံတွေတည်ထားယူသွားပြီခိုးဖို့အတွက်အလကားဖြစ်လာတာမဟုတ်ဘူးဒီအခြေအနေတွေကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဒီကျွန်တော်မြန်မာနိုင်ငံထဲမှာရှိတယံဇာတာတွေကိုလိုချင်လို့အိမ်ချက်ချင်းပြအိုးမတော့ပြီးခုတ်ခိုင်းလိုက်တာဒီသဘောပဲအဲ့ဒီသဘောဖြစ်နေပြီခင်ဗျာမောတော်ဆိုရင်ခင်ဗျာတစ်ဖက်မှာနေကြားနေကြော်လိုက်မယ်ဆိုရင်ခင်ဗျာချင်းလေးခင်ဗျာအမီလေးပြင်တာဒီဘက်ကိုကြော်လိုက်မယ်ဆိုထိုင်းပင်လေကွေ့အဲ့ရနေပြီးတော့ခင်ဗျာဒီထိုင်းနိုင်ငံထဲမှာတတ်ထုတတ်စင်မယ်ထိုင်းပင်လေကွေ့ရတဲ့တခါအမေရိကန်ဘက်ကိုဒီတတ်ထုတွေတဲ့မယ်အဲ့လိုတွေပြင်ဆင်နေကြတာဒါကျွန်တော်တို့ပစ္စည်းတွေဒါကြောင့်ကျွန်တော်တို့တွေကရှိနေတဲ့အစိုးရကိုခင်ဗျားတို့အပြစ်မတင်ပါနဲ့ခင်ဗျားတို့တင်ရမယ့်ကိစ္စတွေရှိတယ်အမှန်တယ်လက်ရှိဒီစစ်မှုထမ်းကိစ္စတွေမှာငွေကြေးခောက်ကန်တာဒါအမှန်တရားပဲဒါတွေလည်းခင်ဗျာဒီရွေးကောက်ပွဲပြင်ဒါတွေတော့ခင်ဗျာသူလွတ်တော်ကလူတွေအတန်တွေအော်လာပါလိမ့်မယ်လွတ်တော်ကိုလည်းအော်လာပါလိမ့်မယ်အမှန်တယ်ဒါခင်ဗျာလူတို့တိုင်းထိကြိုက်တယ်ဒုတိယချက်မှတ်ပုံတွေနဲ့ပတ်သက်ကျွန်တော်လွယ်ကူမရဘူးဒါလည်းခင်ဗျာအစိုးရမြန်ဆန်လုပ်ပြရမှာပဲဒါလူတို့တိုင်းထိကြိုက်တာလူတို့ကတော့ခင်ဗျာအဝေးကြီးမကြည့်ဘူးအနီးနားမှာဖြစ်နေတဲ့ကိုဗီနားမှာဘာတွေဖြစ်နေလဲဒါနဲ့ပဲတိုင်းတာပဲမှတ်ပုံတွေတော့လုပ်ပြီမှတ်ပုံတွေကဒီဦးစီးရရစ်တာလက်မှတ်မထိုးပြီလို့ဒါကလည်းလက်ရှိဖြစ်နေတာပဲဒါကျွန်တော်တို့မငြင်းဘူးဒါကြီးလည်းကျွန်တော်ပြင်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအနေနဲ့တိုင်းပြည်တကယ်ချစ်တယ်ခင်ဗျားတို့အစိုးရကိုချစ်ဖို့ပြောတာမဟုတ်ဘူးအစိုးရဒုတိယအဆင့်မှာခင်ဗျားတို့ချစ်သူတို့ရဲ့လှုပ်ဆောင်ချက်နဲ့ပတ်သက်ချစ်တိုင်းပြည်တကယ်ချစ်တယ်ငါတို့နိုင်ငံတကယ်ချစ်တယ်ဆိုရင်မဲပေးကြပါမဲပေးဖို့လိုတယ်ဒါမှသာကျွန်တော်တို့
ကျွန်တော်တို့ရဲ့တယံဇာတာတွေကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်ပါတယ်တနတ်ဖောက်ဆရာမလို့ပဲနဲ့ကာကွယ်အဲ့ဒါတမလို့ကသူ့ရဲ့လုံးရမယ့်အလုပ်ကိုတမလို့လုပ်နေမယ်ကျွန်တော်ပြည်သူတွေကလည်းကျွန်တော်တို့ပြည်သူတွေလုံးရမယ့်အလုပ်ကိုလုပ်ဖို့လိုတယ်မဲပေးကြပါလို့ပဲကျွန်တော်တိုက်တွန်းပေးချင်ပါတယ်နောက်ထပ်ဒီမိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ခင်ဗျားတို့ဒီရက်ပိုင်းမှာ online မှာတွေ့ပါလိမ့်မယ်Opagana style နဲ့ဗျာသင်္ကန်းကြီးစီးလိုက်တယ်သင်္ကန်းကြီးစီးပြီး Opagana style နဲ့ကတယ်ပြီးလိုက်ပြီးသင်္ကန်းကြီးချွတ်ချလိုက်တယ်အောက်မှာပစိုးကြောင်းကြိုက်နေအဲ့ဒီကျုပ်တော်ဖိုင်တွေ့ပါလိမ့်မယ်လောက်တာလေဗုဒ္ဓဘာသာဝင်တွေပဲလောက်တာပဲဗျခင်ဗျားတို့လူတွေကြီးစရာဗျအခြားနည်းမရှိတော့ဘူးလားအဲ့လိုလုပ်ပြမှလူတွေကြီးမှာလားခင်ဗျားတို့ဘလောက်မိုက်ရိုင်းတာလဲအဲ့ကောင်လေတော်မိုက်ရသင်္ကန်းကြီးကိုခင်ဗျာသင်္ကန်းစီးပြီးတော့ Opagana style နဲ့ကတာတော်ဆိုးတဲ့ကောင်လေးဗျာတော်ဆိုးတဲ့ကောင်လေးပတ်စံရရင်ဘာမဆိုလုပ်တဲ့ကောင်လေးတော်ဆိုးတယ်ဗျာနော်တွေ့ပါလိမ့်မယ်အမှသင်္ကန်းကြီးစီးဗျာခင်ဗျားတို့လည်းတွေ့ပါလိမ့်မယ်သင်္ကန်းခြုံနေဗျာသင်္ကန်းခြုံနေအဲ့အထဲမှာတော့ဒီ ground ကြိုက်လာတယ်အဲ့အချိန်မှာဘေးမှာဒီသူလဲဝင်လာရော Opagana style လဲဖွင့်ရောသင်္ကန်းအကုန်ချွတ်ချသင်္ကန်းကြီးအောင်ပွားပလဲကျန်းနေရပဲခြေထောက်နဲ့ခတ်ထုတ်အဲ့ဒီလူတွေကိုလက်ရှိဖမ်းဆီးလိုက်လို့သိရတယ်အားလုံးကျွန်တော်တို့9ယောက်ကျွန်တော်ဖြစ်စဉ်ကိုတင်ပြပါမယ်ဒီဇင်ဘာလ9နဲ့9ရက်နေ့က9ရက်နေ့ကနေ9ရက်နေ့ဒီပွဲကျင်းပါတယ်နေပြည်တော်ကောင်စီနယ်မြေဥဒ္ဒတီမြို့နယ်ဇလောင်းကြီးရွာမှာပွဲကျင်းပါတယ်ဒီမှာကပြဖြောပြတာကအောင်စိုးမြင့်ဂီတဗေဒာဆိုင်းဖွဲ့အဲ့ဒီဆိုင်းဖွဲ့ကကပြဖြောပြပါတယ်6ရက်နေ့ညပိုင်းကဂျာနီကန်ဆရာတော်ရဲ့အနန္တ၅ပါးဖျားရှိခိုးတဲ့ဟာကိုသူတို့ပြက်လုံးပြထုတ်သုံးတယ်ပြီးကျွန်တော်ကိုရီးယားဂန်နာစတိုင်ပေါ့အဲ့ဒီလုံးနဲ့ Opagana style ပေါ့ဗျာခင်ဗျားတို့ကြားရင်အဲ့လားပေါ့အဲ့လားသူတို့တရုတ်ပြက်ကတယ်ပေါ့တရုတ်ပြက်ကတယ်သင်္ကန်းကိုချွတ်တယ်သင်္ကန်းချုပ်ပြီးတော့ကျွန်တော်တို့ဒါညဉ့်ညမ်းတဲ့အပြုမှုတွေနဲ့လုပ်တယ်ပစိုးကြောင်းကြိုက်ပြီးတော့တရုတ်ပြက်ကတယ်အဲ့ဒီမှာပါဝင်တဲ့ထင်လင်းဦးခမြက်ပြူးကိုဖြိုးခဝဖြိုးထက်နဲ့နန်းဝတီတို့ကကပြဖြောပြခဲ့ပါတယ်အဲ့တော့သူတို့နဲ့ပတ်သက်ပြီးတော့ဒါတောင်းညုံနယ်မြေရဲစခန်းမှာရာဇသတ်ကြီးဥပဒေပုံမှ294မြင်းဆောင်295ကဖြစ်အမှုဖွင့်အရေးယူခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာကပြဖြောပြခဲ့တဲ့တီးမှုတ်ခဲ့တဲ့သူတွေကိုဖမ်းဆီးပါတယ်တဲ့အဲ့ဒီမှာအောင်စိုးမင်းဂီတပရိသတ်ဆိုင်းခွဲမှာဆိုင်းဆရာဖြစ်တဲ့စိုးသိန်းခအောင်စိုးမင်း58နှစ်အသက်က58နှစ်ပဲတေပဲတော်မယ်လူလိုနားမလဲဘူးပြီးကျွန်တော်တို့ကသင်္ကန်းဝတ်စွေတရုတ်ပြက်ကပြခဲ့တဲ့လူရွှင်တော်ဖြစ်သူစိုးမင်းကိုအသက်က42နှစ်ခင်ဗျားကြီးတဲ့လူဘဝတော့ကျုံးနေပြီဒါတော့ခင်ဗျာအသက်84နှစ်နေရမှာနောက်တစ်ယောက်ကပါဝင်ကားပြဖြောပြခဲ့တဲ့နန်းဝတီအသက်က16နှစ်နောက်တစ်ယောက်ကကျွန်တော်ကျွဲရှင်းကြီးရွာမှာနေတိုင်းနဲ့ကိုဖြိုးအသက်က39နှစ်သူတို့4ယောက်ကိုကျွန်တော်ဖမ်းတယ်အားလုံးကျွန်တော်နောက်ထပ်တစ်ယောက်ကတော့လေဝဲမြို့နယ်ကြောင်ရည်ကြီးရွာနေထင်လင်းဦးခမြက်ပြူအသက်28နှစ်သူတို့အတီးတီးနေမှာဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းတယ်ဒါမျိုးတွေဖမ်းမှာဗျဒါကျွန်တော်ဘာသာတရားကိုကကွယ်တာကျွန်တော်ရည်ချင်းမှုကိုကကွယ်တာဖမ်းမလိုက်တယ်ဘလောက်မိုင်ရင်လဲဗျာခင်ဗျာသင်္ကန်းကြီးစီးတဲ့ Opagana style နဲ့ကတယ်ပြီးလဲပြောခင်ဗျာသင်္ကန်းချုပ်ပြတယ်အောက်မှာကြောင်းကြကြီးနဲ့အဲ့လိုလုပ်တယ်ဗျလက်ရှိတို့တော့ကျွန်တော်တို့ဒါဥပဒေနဲ့အညီထိထိရောက်ရေးယူရမှာဖြစ်ပါတယ်တဲ့နော်ပြီးခဲ့တဲ့ရက်ကလည်းဟိုထပ်ဖြစ်သေးတယ်ပြီးခဲ့တဲ့ရက်ကဖြစ်သွားသေးတယ်ဒီဟိုပေါ့ဒီကျွန်တော်တို့ရုပ်ရှင်တရုပ်ဆောင်ပါပဲနော်အမှကျွန်တော်တို့ DJ Violent တို့လည်းဖမ်းလာတယ်ထပ်လုပ်သေးတယ်ထပ်ဖမ်းအောင်မှာနောက်တဲ့ထပ်လုပ်ထပ်ဖမ်းအောင်မှာထပ်ပြီးရေးယူမှာလုံရဲတဲ့လူလုံခင်ဗျားတို့ဗျာထမင်းတဝန်းစားဖို့အတွက်မြဲဒီလောက်လုံးတရုတ်ပြအောင်လှုပ်ရှားလို့လားဗျာခင်ဗျာအခြားနိုင်ငံတွေမှာမရဘူးနော်မရဘူးတော့ထိလို့တော့မရဘူးကျွတ်တောင်သွားအောင်မယ်ထပ်လို့ထပ်ကြိုင်အောင်မှာပဲလုံရဲတဲ့လူလုံနောက်တဲ့ကြံသေးတယ်စလော့ဂိမ်းကြွညာတဲ့အမျိုးသမီးတွေအမျိုးသားတွေခင်ဗျားတို့မစင်သားဘူးလားခင်ဗျားတို့ထမင်းစားဖို့အတွက်လူတွေလမ်းမရောက်ခင်ဗျားတို့မရှက်ဘူးလားလူတွေလမ်းမရောက်ဖို့အတွက်အဲ့ဒီလူတွေအရေးကြီးမှာနော်စလော့ဂိမ်းကစားကြပါဟိုဟာလောက်ပါဒီဟာလောက်ပါနဲ့ရှိတယ်ကြွညာတဲ့လူတွေရှိတယ်နောက်ထပ်သင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဩစတြေးလျနိုင်ငံမှာရှိတဲ့ဘူမီတီကမ်းခြေမှာဒါဂျူဘာသာဝင်တို့ရဲ့ဘာသာရေးအထိမ်းအမှတ်လုပ်တယ်ပေါ့ဖြစ်စဉ်ကကျွန်တော်ဒီဇင်ဘာလ14ရက်နေ့ကသူတို့ဘာသာရေးအခမ်းအနားကြီးလုပ်ကြတယ်ပေါ့ဂျူဘာသာဝင်တွေမှာတည်တံ့လုပ်ကြတာအဲ့ဒီမှာကျွန်တော်တို့ဒီတာဘာနှစ်ယောက်ပေါ့ IS အဖွဲ့နဲ့ပတ်သက်တဲ့ IS အဖွဲ့ဝင်တာဘာနှစ်ယောက်ကဒီဂျူးလူမျိုးတွေရဲ့ဘာသာရေးခန်းတော်ကိုပြစ်လိုက်တနက်နဲ့ပြစ်လိုက်တာတနက်သမားတစ်ယောက်ကအသက်က24နှစ်ပြီးရင်အဲ့ကောင်လေးရဲ့အဖေဖြစ်တဲ့သူကအသက်က50သူတို့နှစ်ယောက်ကနေမှကျွန်တော်တနက်နဲ့ပြစ်တာဒီကမ်းခြေမှာရှိတဲ့ဂျူးဘာသာဝင်တို့ပြစ်တာ
အဲ့မှာကျွန်တော်16ဦးသေးတယ်လို့ဒီကနေ့ညနေပိုင်းမှာတော့နိုင်ငံတကာသတင်းမှာဖော်ပြထားတယ်ပြီးကျွန်တော်များစွာထိခိုက်ဒဏ်ရာရတယ်လို့လည်းဖော်ပြထားတယ်အဲ့ဒီအမျိုးသားကကျွန်တော်တို့အဲ့မှာကျွန်တော်တို့ဟိုဖေဖြစ်တဲ့သူကိုတော့ရက်တပ်ဖို့နဲ့ပြန်ပြီးပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားတယ်ဒီတားဖြစ်တဲ့သူကိုတော့ကျွန်တော်တို့တားဖြစ်သူကိုဖမ်းတဲ့အခါမှာကျွန်တော်အရှင်ဖမ်းမိတယ်ပေါ့ဗျာသူတို့လက်ရှိစေကုသခံနေလို့နိုင်ငံတကာသတင်းမှာဖော်ပြထားတယ်ဒါတော့ကျွန်တော်တို့ဒါဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့အခြေအနေဒီကာတနတ်သမားတွေရဲ့ကားထဲမှာကျွန်တော်တို့ IS တစိမ့်ပါတဲ့အမှတ်သားတွေတွေ့တယ်လို့လည်းဖော်ပြထားတယ်သူ့ကိုကျွန်တော်တို့သူကဒီခုနကတနတ်သမား2ယောက်ရှိတာပေါ့တယောက်ကသားတယောက်ကဖေဖြစ်တဲ့သူကိုဒီတန်တရားမှုနဲ့ပြီးခဲ့တဲ့လွန်ခဲ့တဲ့6နှစ်လောက်ကရဲတပ်ဖွဲ့ကပြီးကျွန်တော်တို့ရဲ့လုံခြုံရေး agency ကတောက်လျှောက်စောင့်ကြည့်ခဲ့ပါတယ်စောင့်ကြည့်ခဲ့ပြီးတော့ဒီမှာဖြစ်သွားတယ်ပေါ့ဗျာဖြစ်သွားတယ်သူ့ရဲ့နေထဲမှာဆိုလည်းပဲလိုင်စင်ကတနက်6လက်ကိုလည်းကျွန်တော်တင်စီရမိခဲ့တယ်လို့ဖော်ပြထားတယ်အခင်းဖြစ်တဲ့နေရာမှာတင်စီရမိခဲ့ပါတယ်သူကသူ့ဒီမှာဒီလိုင်စင်ကတနက်6လက်ရှိတယ်အဲ6လက်နဲ့လာပြီးပြစ်ထုတ်လိုက်တာပေါ့အဲ6လက်ကိုလည်းတင်စီရမိတယ်လို့ဖော်ပြထားတယ်ဒါတော့ကျွန်တော်တို့အဲ့ဒီအခြေအနေဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့အခြေအနေဂျူးဘာသာဝင်တွေကကမ်းခြေမှာအပန်းဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီအစ္စလာမစ်စစ်သွေးကြွတာဘာနှစ်ယောက်ကနေပြစ်တာသေသွားတယ်အဲ့ဒီအခြေအနေကျွန်တော်တို့နိုင်ငံတကာသတင်းမှာထူးခြားတဲ့သတင်းလေးကိုကောင်းထုတ်ပြီးတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာဆိုရင်လည်းပဲဒီခရစ်ယာန်ဘာသာဝင်တွေပေါ့ခရစ်ယာန်ဘာသာဝင်တွေမဲဆွယ်မှုတွေဘာသာရေးဆွဲတရားတွေနဲ့ပတ်သက်ပြီးခင်ဗျားတို့အားလုံးလည်းမြင်နေရလိမ့်မယ်ဘယ်လောက်ဆွဲတယ်ဆိုရင်လမ်းဘေးမှာဇီယောင်းတဲ့သူကမဲဆွဲတယ်ပြီးရင်လည်းပဲခင်ဗျာပုံစံမျိုးစုံနဲ့မဲဆွဲတယ် online ကလည်းမဲဆွဲတယ် underground လည်းမဲဆွဲတယ်တော်လေးလောက်လာတယ်ပေါ့ဒီကတော့ဒီတိုင်းပြည်မှာလက်ရှိနိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်တယ်တိုင်းပြည်မတည်မငြိမ်မှုတွေဖြစ်တဲ့အခါမှာသူတို့တဲ့အခွင့်အလမ်းအနေနဲ့သူတို့ရောက်လာကြတာပေါ့လှုပ်လာကြတာဒါကြောင့်ကျွန်တော်မိတ်ဆွေအနေနဲ့ဂရုစိုက်ဖို့လိုတယ်အဲဒီနောက်ပိုင်းမှာမမြင်ရတဲ့အရာတွေလည်းဖြစ်လာနိုင်တယ်နောက်ပိုင်းကျွန်တော်အဲ့လိုဘာသာရေးအဆွဲတရားကနေပြီးလူကုန်ကူးတာတွေလည်းရှိတယ်အလုံးရှိလားအလုံးမရှိဘူးလားအလုံးမရှိဘူးဆိုသူတို့ကတရုတ်ပြည်ပို့ပေးမယ်ဘယ်ကိုအလုပ်သွင်းပေးမယ်ဆိုပြီးတော့ခင်ဗျားတို့ရောင်းစားပါလိမ့်မယ်ဂရုစိုက်ကြပါရောင်းစားပါလိမ့်မယ်အဲ့လိုတွေရောင်းစားတဲ့ဂိုင်းတွေရှိပါတယ်ပုံစံမျိုးစုံတွေရှိပါတယ်ဒါကကျွန်တော်တို့တစ်ဖက်ကကျွန်တော်ခရစ်ယာန်ဘာသာဝင်တွေကသူတို့ရဲ့ဘာသာရေးအတွက်မဲဆွဲတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အလုပ်ဂိုင်းတွေရှားပါလာတဲ့အခါမှာအလုပ်ဂိုင်းရရှိမယ်စားတဲ့နီးလန်းမျိုးစုံနဲ့မြန်မာအမျိုးသမီးတွေကိုဆွဲပြီးတော့ကျွန်တော်တို့တရုတ်နိုင်ငံတွေပို့တယ်ဘီဂန်တွေပို့တယ်ဖာဂန်တွေပို့တယ်လိန်ကျွန်းတွေစီပို့ပါတယ်ဂရုစိုက်ကြပါနောက်တစ်ခုကကျွန်တော်လူငယ်ပိုင်းတွေဆိုလည်းပဲဖမ်းပြီးတော့ငါးဖမ်းသင်္ဘောတွေပေါ့ပို့ပါတယ်ရောင်းစားပါတယ်ဒါတွေလည်းဂရုစိုက်ဖို့လိုပါတယ်ကျွန်တော်တစ်ဖက်မှာဆိုရင်လည်းပဲရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါစိုးရိမ်စရာကောင်းပါတယ်အခြေအနေပိုင်းဆက်ဖြစ်လာမယ်ဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မနေ့ကရန်ကုန်မှာရှိတဲ့ MRTV ရုံးမှာပေါ့ MRTV ရုံးမှာဗိုလ်ချုပ်စော်မင်းထွန်းကနေပြီးတော့ဒီသတင်းစာရှင်းလင်းပွဲလုပ်တယ်ပေါ့သတင်းစာရှင်းလင်းပွဲရဲ့ခေါင်းစဉ်ကပြောင်းစုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့အမျိုးသားအဆင့် online လိမ်လည်မှုနဲ့အမြင့်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပေါ့ဒီခေါင်းစဉ်နဲ့လုပ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဗိုလ်ချုပ်စော်မင်းတို့ကတော့အခြေအနေအရေးကိုရှင်းလင်းခဲ့တယ်ရှင်းလင်းခဲ့တဲ့အခါမှာပြည်သူတွေကိုအသိပေးတာတွေလုပ်ခဲ့ပါတယ်ပြီးရင်ကျွန်တော်အစိုးရရဲ့သဘောထားကိုလည်းပြောကြားခဲ့ပါတယ်အဲ့ဒီမှာမြန်မာနိုင်ငံအစိုးရရဲ့ online လိမ်လည်မှုလောင်စာမှုတွေပေါ်မှာဆက်လက်လှုပ်ဆောင်မဲ့မူဝါဒနဲ့နီးလန်းများဆိုပြီးတော့ကျွန်တော်တို့ဖော်ပြလာတွေ့ရပါတယ်ရှင်းလင်းလာတွေ့ရပါတယ် online လိမ်လည်မှု online လောင်စာမှုများသည်တဲ့လူများစုပေါ်ကျူးလွန်သည့်ကြီးလေးသောရာဇဝမှုများအဖြစ်နိုင်ငံတော်အစိုးရကသတ်မှတ်ပါတယ်မူဝါဒအနေနဲ့ကတော့ကျွန်တော်တို့နည်းနည်းလိမ်နေဖြစ်စေများများလိမ်နေဖြစ်စေခွင့်လွှတ်မှုမရှိဘူးရေစုံမြေစုံဆက်ပြီးတော့ကျွန်တော်နှိမ်နင်းမယ်ပြင်းပြင်းထန်ထန်နှိမ်နင်းမယ်လို့ကျွန်တော်ဖော်ပြထားတယ်ဒါကျွန်တော်မနေ့ကအခြေအနေပေါ့ပြီးသွားရင်မြန်မာနိုင်ငံအစိုးရရဲ့သဘောထားနဲ့ယက်တီချက်ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ရှင်းပါတယ်နိုင်ငံတော်လုံခြုံရေးကိုချိန်ချောက်ပါတယ်ဒီ online လိမ်လည်မှု online လောင်စာမှုတွေကနိုင်ငံတော်ရဲ့လုံခြုံရေးကိုချိန်ချောက်တယ်လို့နိုင်ငံတော်အစိုးရကရှုမြင်တယ်အစိုးရပေါ်လူထုယုံကြည်မှုထိခိုက်ပါတယ်စီးပွားရေးလုံခြုံမှုကိုထိခိုက်ပါတယ်နိုင်ငံတော်၏တည်ငြိမ်မှုကိုပြတ်ပြားစေပါတယ်တိုင်းပြည်ဂုဏ်သတင်းကိုညှိုးနှွမ်းစေပါတယ်နိုင်ငံတကာတွင်တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းစေပါတယ်မြန်မာသည် online လိမ်လည်မှုရာဇဝမှုများ၏စိုးကျိုးကိုပြင်းထန်စွာခံစားရသဖြင့်အခြားသောနိုင်ငံများမုန်းတီးတာထက်မြန်မာကပုံမုန်းတီးပါတယ်လူများစုပေါ်ကျူးလွန်သောရာဇဝမှုဖြင့်ပတ်မှတ်ပါတယ်ဗျာဒါမနေ့ကကျွန်တော်တို့ဒါဗိုလ်ချုပ်စော်မင်းတို့ရှင်းတဲ့နေရာမှာဒါအရေးကြီးတဲ့အစိတ်တိုင်းပေါ့အဲ့မှာဗိုလ်ချုပ်စော်မင်းတို့ရှင်းတဲ့အခါမှာကျွန်တော်ထပ်ပြီးတော့စိတ်ဝင်စားဖို့တစ်ခုရှိတယ်ဗျာစိတ်ဝင်စားဖို့ကောင်းတယ်ဒီ online လိမ်လည်မှုတွေပတ်သက်ပြီးတော့အကာအကွယ်ပေးတဲ့သူတွေရှင်းမယ်
ရှင်းမယ်အဲ့မှာဗိုလ်ချုပ်စုံမျိုးပြောတာနားလေတာကကျွန်တော်တို့ဒီပေါ်မှာ online လိမ်လည်မှုတွေပတ်သက်ပြီးတော့အာဏာရှိတဲ့သူတွေအာဏာရှိတဲ့သူတွေအရေးယူမယ်လို့ပြောပါတယ်သူ့ရဲ့မွေးနဲ့ကြော်တင်ပြပါမယ်မကောင်းတဲ့သွေးမှန်ရင်ဖောက်ထုတ်မယ်စူးစူးလို့ပြည်တဲ့ခလုတ်တိုက်လို့ပြည်တဲ့ဘာရဲကြောင့်ပြည်တဲ့ပြေဆိုရင်တော့ဖောက်ထုတ်ရမှာပဲမဖောက်ထုတ်လို့မရဘူးတဲ့အဲ့တော့ရှင်းပါတယ်ခင်ဗျားတို့ဒီ online လောင်းကစားတွေနဲ့ပတ်သက်ပြီးတော့မသိလို့ကိုယ့်ရဲ့ပိုင်နယ်ထဲမှာကိုယ့်ရဲ့ area ထဲမှာလက်ခံထားသည်ဖြစ်စေတိတိရဲ့နဲ့ငွေကြေးရရှိမှုကြောင့်လက်ခံထားသည်ဖြစ်စေအဲ့ဒီလူတွေကိုထိထိရောက်ရေးယူမယ်အဲ့ဒီပြည်တွေကိုဖောက်ထုတ်မယ်အဲ့ဒီသွေးပုတ်သွေးညစ်တွေကိုဖောက်ထုတ်မယ်လို့ပြောသွားတယ်အချို့တော့ခင်ဗျာဟိုဥပမာအဖြစ်ဗျာလှိုင်သာယာမြို့နယ်မှာကြားဖြတ်လုပ်ငန်းတွေရှိတယ်လောက်ကင်နေကြတယ်ဥပမာပြောတာနော်အဲ့ဒီအနေထားမှာအဲ့မှာရှိတဲ့အာဏာပိုင်တွေကမသိလို့ပဲဖြစ်ဖြစ်ငွေကြေးရလို့ပဲဖြစ်ဖြစ်လွတ်ထားတယ်ဆိုရင်ပေါ်ခဲ့ရင်အဲ့ဒီလူတွေကိုအရေးယူမယ်ထိထိရောက်ပြင်းပြထန်အရေးယူပါမယ်တဲ့ဒါကြောင့်ကျွန်တော်တို့ကမကောင်းတဲ့သွေးမှန်ရင်ဖောက်ထုတ်မယ်တဲ့စူးစူးလို့ပဲပြည်တဲ့ခလုတ်တိုက်လို့ပဲပြည်တဲ့ဗိုင်းရဲကြောင့်ပဲပြည်တဲ့ဖောက်ထုတ်မယ်တဲ့မဖောက်ထုတ်လို့မရဘူးတဲ့ဆက်ပြောပါတယ်ဒီအစိုးရအဖွဲ့အစည်းမှာပါနေတဲ့သူတွေကိုယ်တိုင်ကသူတို့ online လိမ်လည်မှုတွေလုပ်နေတာကိုမသိကြဘူးတဲ့တချို့ຢာတွေကအသိစရာအကြောင်းလည်းမရှိနိုင်ဘူးတဲ့အပေါ်ယံဖုံးကွယ်ထားတာအများကြီးပါပဲတဲ့ဒါကြောင့်မို့သိရင်ဖြစ်စေမသိရင်ဖြစ်စေကျွန်တော်တို့ဆက်ပြီးအရေးယူပါမယ်တဲ့ကျွန်တော်တို့အစိုးရအဖွဲ့အစည်းထဲမှာလည်းရှိတယ်တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့အစည်းမှာလည်းရှိတယ်ကျွန်တော်တို့အရေးယူပြီးသွားပြီတော်တော်ကြီးမားမားကိုအရေးယူခဲ့တာရှိတယ်ဆိုပြီးပြောသွားတယ်ဗျပြောသွားတယ်ဒီလိုမျိုးပြောသွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါဘို့ရုပ်ဆောင်မျိုးပြောခဲ့တာကျွန်တော်လည်းအဲ့ဒီဒေသရှင်တွေဘက်မှာကျွန်တော်မေးတဲ့မေးခွန်းလေးရှိပါတယ်ဒီမြောက်ဦးမှာရှိခဲ့တဲ့ကြားဖြတ်နေပေါ့ရှမ်းမြောက်မှာရှိတဲ့ကြားဖြတ်နေကဆိုရွေလျားလုပ်တယ်ရွေလျားလုပ်တဲ့အခါကျတော့သူတို့ရဲ့ရွှေ့ပြောင်းမှုတွေကမခက်ဘူးလေလူရွှေ့အဲ့ဒီရဲ့ဒီလောင်းကစားရဲ့ရွှေ့လာတဲ့တူပဲလူရွှေ့လာတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျကွန်ပျူတာတွေကဝယ်လို့ရတယ်လေအင်တာနက်ကရတယ်သူတို့ကလာလွတ်လာတယ်ဆိုလူစုတယ်စုပြီးတော့ခင်ဗျအခန်းငားတယ်ဥပမာပြခင်ဗျတိုက်ခန်းတခန်းငားပြီးဆိုဒီကြားဖြတ်လုပ်ငန်းကခင်ဗျလုပ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ကွန်ပျူတာတွေရှိတယ်လေလူရှိတယ်လေအင်တာနက်ရမယ်ဆိုခင်ဗျလုပ်လို့ရတယ်ဒါကြောင့်ကျွန်တော်မေးတယ်ပေါ့ဒီရန်ကုန်မန်းလေးအပါဝင်မြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးတွေမော်လမြိုင်ပေါ့ရန်ကုန်မန်းလေးဆိုတဲ့နေရာမှာကျွန်တော်တို့ကတချို့ဟိုတယ်တွေမှာတချို့တော့ကျွန်တော်တို့ဒီလိုင်းသားမှာရှိတဲ့ FM မှာအင်အားမျိုးတွေလိုမှာအကယ်၍ပေါ့ဗျာဒါအကယ်၍အဲ့လိုနေရာမျိုးတွေမှာဒီ online လိမ်လည်တဲ့စံနာတွေမြောက်ဖို့အတွက်နိုင်ငံတော်အစိုးရနဲ့ဘယ်လိုမျိုးတွေဆောင်းနေလဲပေါ့အဲ့မှာကျွန်တော်တို့ဒီဗိုလ်ချုပ်စော်မင်းတို့ကလည်းဒီကိစ္စကိုရှင်းပါတယ်ရန်ကုန်မန်းလေးရှင်းတယ်ဗျာရှင်းတာကမြည်သည့်နေရာမှာမဆိုဖမ်းဆီးနိုင်ဖို့ဆောင်ရတယ်တဲ့ဆောင်ရနေတယ်ပေါ့မြည်သည့်နေရာမှာမဆိုဗိုလ်ချုပ်စော်မင်းပြောရှင်းလေးမြေလံပြီးတော့ရှင်းမယ်လို့ပြောသွားတယ် online လိမ်လည်မှုနဲ့ပတ်သက်ပြီးတော့မြောက်ဝတီကနေဂွင်းဆက်လိုက်တဲ့အခါမှာနိုင်ငံတွင်းပြန့်နှံ့ရောက်ရှိလို့သိရပါတယ်တဲ့အချို့လဲပါဝင်ပတ်သက်နေတယ်လို့ဂွင်းဆက်တွေရရှိထားပါတယ်ဒါကြောင့်ဗိုလ်ချုပ်စော်မင်းတို့ရှေ့ကပြောသလိုတီးလို့ပဲဖြစ်စေမတီးလို့ပဲဖြစ်စေနိုင်ငံတော့တိတိရောက်ရေးမယ်လို့ပြောသွားတယ်အဲ့တော့ဒီ online လိမ်လည်မှုနဲ့ပတ်သက်ရင်ကျွန်တော်တို့ကနာစရာတွေတပုံကြီးပဲခင်ဗျာလက်ရှိဒီလောက်ကန် area မှာကြီးလိုက်လောက်ကန် area မှာကျွန်တော်တိုက်ပွဲတွေမဖြစ်ခင်မှာဒီကဒီ online လိမ်လည်မှုနဲ့ပတ်သက်ပြီးတော့တော်တော်လေးအတန်တော်တော်လေးကျဲလာတယ်နောက်ပိုင်းမှာသူ့ရဲ့အုပ်စုခလုတ်တစ်ချက်နှိပ်လိုက်တယ်ခလုတ်နှိပ်လိုက်တော့အဲ့ဒီစစ်မီဘယ်လောက်ထိရောက်လာလဲဆိုရင်နောင်ချိုထိရောက်လာတယ်ပြင်းလွင်နဲ့နောင်ချိုအဆက်ထိရောက်လာတယ်ဘယ်လောက်ထိဆက်ရောက်လဲဆိုရင်မိုးကုတ်ထိရောက်တယ်ဘယ်လောက်ထိဆက်ပြီးတော့ရောက်လာလဲဆိုရင်ခင်ဗျမဲရီယာထိရောက်လာတယ်ဟုတ်ပဲရခိုင်ပြည်နယ်ထိရောက်သွားတယ်အဲ့ဒီအရှိန်ကြီးစကိုင်းတိုင်းထဲမှာကျွန်တော်ပြကြခဲ့တဲ့နေရာတွေမနေဘူးပဲပဲခူးတိုင်းထဲမှာမနေဘူးပဲရခိုင်ပြည်နယ်အရောက်တဲ့အဆက်တွေပါရောက်လာအဲ့ဒီရဲ့မီးရတိုင်းသူပြည်သားတွေများဆိုအိုးပဲအိမ်မဲအဖြစ်တွေရောက်သွားကြတယ်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေစာတင်ကြောင်းကိုကြောခိုင်းလိုက်ရတယ်အများကြီးပဲဘဝပြတ်သွားတဲ့လူအများကြီးပဲဘယ်လိုဆိုမလို့အဲ့မှာကျွန်တော်တို့ဒီဒေသချင်းလင်းပေါ်မှာလေသူကိုယ်လည်းမျက်ရည်ကျသွားပါတယ်သူအဲ့ဒေသချင်းလင်းပေါ်မှာကျွန်တော်တွေ့လိုက်ရပါတယ်အဲ့တော့လက်ရှိလည်းကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်တကြောမှာလည်းကြားဖြန့်ကောင်းစင်အောက်ကနေပြီးတော့နိုင်ငံကြီးတွေထပ်ပြီးခြေရှုပ်နေပြန်ပြီအမေရိကန်လည်းခြေရှုပ်တယ်ပြီးရင်ကျွန်တော်တို့တရုတ်ကလည်းရှိနေပြန်တယ်လက်ရှိတော့ကျွန်တော်တို့နိုင်ငံတော်ကတော့ဒါတရုတ်မြန်မာထိုင်းသုံးနိုင်ငံပေါင်းပြီးတော့ရှင်းနေတယ်ဒါတချို့ကပြောတယ်ပေါ့ဒီ online ငွေလိမ်နဲ့စံနာတွေဘာကြောင့်အစောတွေဘာကြောင့်ဖြိုခွဲတာလဲပေါ့ဒီနေရာမှာ
ပြန်ပြီးတော့တုံးလို့မရဘူးလားခင်ဗျပြန်တုံးမယ်ကဲဟုတ်ပြီတမတော်ကဒီကိုရှင်းလိုက်တယ်တမတော်ဆက်စင်းလုပ်ပြီးရှင်းတယ်ပေါ့ဒါဆိုရင်ခင်ဗျားကလည်းတမတော်ကဒီညပြန်ထိန်းချုပ်ပြီဆိုရင်အမြဲတမ်းတမတော်ဒီနားမှာနေနိုင်မှာလားအကယ်၍ဗျာတမတော်ဆုတ်သွားတဲ့ခါမှာဒီလူတွေကဒီအဆောင်ထဲမှာဝင်မလို့လို့မပြောနိုင်အဆောင်အရမ်းများတယ်လေဘယ်သူကအာမခံပေးပါလဲဒီညမှာဒီနောက်ချင်းမှာ online လောင်းစားမှုတွေမလာဝင်မလာနိုင်ဘူးလို့အဲ့တော့တမတော်ရှင်းလေးပဲမြေလံပြီးရှင်းမယ်အကုန်လုံးဖြိုချတာဗျာကိုယ်နိုင်ငံရဲ့အချုပ်ချကိုယ့်ကိုလှုပ်တယ်ဗျာကဲဘာဖြစ်လဲကိုယ်နိုင်ငံကိစ္စကိုရှင်းတယ်ဗျာရှင်းတယ်ထပ်ပြီးလဲရှင်းအောင်မယ်ထပ်ပြီးလဲရှင်းအောင်ပါပဲအဲ့တော့နိုင်ငံတော်ရဲ့သဘောထားရှင်းလေးပဲခင်ဗျားတို့ပြည်တယ်လို့ပဲဒီပြည်ပဲတိုက်တယ်ဒီတွေးစုပ်တွေးညစ်တွေကိုဖောက်ထုတ်မယ်လို့ပြောထားပြီးသားဒါကြောင့်ကျွန်တော်တို့ကိုယ် area ထဲမှာ area အလိုက်သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ area အလိုက်ဒီလို online လိမ်လည်တဲ့စံနာတွေဝင်မလာဖို့ဆောင်ရွက်ဖို့လိုတယ်မဟုတ်ရင်ဖောက်ထုတ်တဲ့သွေးထဲမှာခမားတို့ပါသွားလိမ့်မယ်ဖောက်ထုတ်တဲ့သွေးထဲမှာခမားတို့ပါသွားလိမ့်မယ်ဥပမာခမားထားပါစို့မန်းလေးမှာထားပါစို့မန်းလေးမှာဒီစံနာတွေကိုကျွန်တော်တို့ဘိုးဘွဲကနေပြီးတော့ခမားထပ်ပြီးစစ်လိုက်လို့မိသွားပြီဆိုရင်ဖမ်းဆီးနိုင်သွားပြီဆိုရင်အဲ့ area တွေမှာရှိတဲ့အာဏာပိုင်တွေဖောက်ထုတ်ခံရမှာနော်ဒါကြောင့်ကျွန်တော်ကိုယ် area တွေကိုရှင်းလိုက်ဖို့လိုတယ်မနေ့ကဗိုလ်ချုပ်စော်မင်းတို့ပြောတာရှင်းရှင်းလေးဒါတပ်မတော်သဘောထားနိုင်ငံတော်သဘောထားပဲတနည်းအားဖြင့်တက်ချုပ်ကြီးရဲ့သဘောထားပဲဗျာရှင်းရှင်းလေးတက်ချုပ်ကြီးလည်းပြောထားပြီးစားဒီ online ငွေလိမ်လည်မှုတွေပတ်သက်ရင်အမျိုးသားရေးတာဝန်တရားတွေရှင်းလင်းမယ်လို့ပြောထားပြီးသားဒီလူတွေဗျလူတစုကောင်းစားဖို့အတွက်ကျွန်တော်တို့တိုင်းသူပြည်သားများဆိုအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်ဗျဖြစ်ခဲ့ရတယ်ခင်ဗျအများကြီးပဲဗျအပြေးလဲရခင်ဗျမိုးကုန်းမိုးမိတ်ဟိုဘက်ကဗမောအများကြီးပဲအဲ့ဒီရဲ့လိုင်းရခင်ဗျအများကြီးရိုက်သွားတာပဲကျွန်တော်တို့ကဒါကခင်ဗျာရှင်းပြောရရင်ခင်ဗျာဒီလက်နက်ကိုင်အဖွဲ့တွေအကာအကွယ်ပေးတာမှန်တယ်သူတို့ဘောရိုက်ခတ်တာမကျွန်တော်တို့ဘောရိုက်ခတ်တာကျွန်တော်အားလုံးနဲ့ဆိုင်တယ်ဒီနေ့မှာကျွန်တော်အရေးကြီးတာကရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးတွေမှာဆိုရင်ဒီလိုမြို့ကြီးတွေမှာခြေကုပ်မြူနိုင်ဖို့ရောက်မလာဖို့အတွက်အဲ့ဒီ area မှာအပိုင်စားရှိနေတဲ့တာဝန်ရှိသူတွေများစွာတက်ဆိုင်ပါတယ်အဲ့တော့ဗိုလ်ချုပ်စော်မင်းတို့ရဲ့စကားနဲ့ပဲကျွန်တော်ချုပ်ချင်ပါတယ်မကောင်းတဲ့သွေးမှန်ရင်ဖောက်ထုတ်မယ်စူးလို့ပဲပြည်တက်တယ်ခလုံးတိုက်လို့ပဲပြည်တက်တယ်ဗိုင်းရပ်ပိုးကြောင့်ပဲပြည်တက်တယ်ပြည်ဆိုရင်ဖောက်ထုတ်ရမှာပဲမဖောက်ထုတ်လို့မရဘူးဗိုလ်ချုပ်စော်မင်းတို့ရဲ့သဘောထားကနိုင်ငံတော်ကိုစားပြုတယ်တပ်မတော်ကိုစားပြုတယ်ရှင်းလေးပဲဒီအစိုးရအဖွဲ့အစည်းတွေမှာပါဝင်တဲ့သူတွေကိုယ်တိုင်ကသူတို့ online လည်လည်မှုလုပ်နေတာမသိကြဘူးတဲ့အချို့ຢာတွေကသိနိုင်စရာအကြောင်းလည်းမရှိနိုင်ဘူးတဲ့အပေါ်ရဖုံးကွယ်ထားတာအများကြီးပဲတဲ့ဒါကြောင့်မို့မသိရင်ဖြစ်စေသိရင်ဖြစ်စေမသိရင်ဖြစ်စေကျွန်တော်တို့ဆက်ပြီးအရေးယူမယ်တဲ့ကျွန်တော်တို့အစိုးရအဖွဲ့အစည်းတွေမှာလည်းရှိတယ်တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့အစည်းမှာလည်းရှိတယ်ကျွန်တော်တို့အရေးယူပြီးတော်ကြီးမမကိုအရေးယူခဲ့တာရှိတယ်ပြောခဲ့တယ်ဒါကြောင့်ခင်ဗျားတို့နိုင်ငံတော်ကဖောက်ထုတ်တဲ့သွေးထဲမှာခင်ဗျားတို့မပါဖို့အတွက်ကိုယ် area ထဲမှာဒီငွေလိမ်တဲ့စံနာတွေဝင်ရောက်မလာဖို့အတွက်တားဆီးနိုင်ဖို့လိုတယ်ပြည်ပမီဒီယာကိုနည်းနည်းကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ